သူကတခြားကဘာကနေလမ်းမရောက်လာတဲ့စိတ်ရုပ်တရုပ်ပါသူ့ဘက်ထရီကိုចောင်းသားတယောက်ကယူသွားတော့သူ့ကိုယ်ထဲမှာအားကုန်သွားခဲ့တယ်သူလည်းចောင်းတဲကိုဝင်ဖို့လုပ်တော့အဆောင်ကသူ့ကိုတားလိုက်တယ်နေရန်ဘော်ကနေကြော်တက်ဖို့လုပ်တော့အဆောင်ကထပ်ပြီးတားလိုက်ပြန်တယ်အဲ့ဒီချိန်မှာသူ့ဘက်ထရီကကုန်ခါနီဖြစ်နေပြီသူလည်းလက်လျှောက်ရင် EV ကားရောင်းပြခန်းတစ်ခုကိုမြင်လိုက်တယ်သူလည်းအမြန်ဝင်သွားတော့မန်နေဂျာကသူ့ကိုကားလာဝယ်တယ်ထင်ပြီးကျွန်တော်စီတူမောင်ပါဆိုပြီးစီးကြိုလိုက်တယ်သူလည်းထဲရောက်တာနဲ့ဘက်ထရီအပြည့်ရှိတဲ့ကားတစ်စီးစီကိုပြေးသွားခဲ့တယ်ကားတကားကိုဖွင့်လိုက်တာနဲ့သူ့ဘက်ထရီကကုန်သွားပြီးကျမ်းမြင့်ပေါ်လဲကျသွားတယ်မန်နေဂျာကသူ့ကိုကားအောက်ပိုင်းကိုစစ်ဆေးနေတယ်ထင်သွားတယ်ကားအောက်ပိုင်းကတော့လုံးဝအတန့်ပါလမ်းကျန်းတော့မရတာတခုပဲဆိုပြီးကားပေါ်ကိုတင်ပေးလိုက်တယ်ပြီးတော့ကားတွင်းခန်းကလင်းပြန်မောင်းနေရတယ်လို့ပဲဆိုပြီးရှင်ပြနေတယ်အဲ့ဒီချိန်မှာစိတ်ရုပ်ကသူ့အားသွင်းကောင်းကိုထုတ်ပြီးအားသွင်းပေါက်ထဲကိုထိုးထည့်လိုက်တယ်အားသွင်းနေတော့ကားထိုင်ကုန်ပေါ်မှာမှီပြီးငြိမ်နေလိုက်တယ်မန်နေဂျာကဒါကိုမြင်တော့သူ့ကားကိုရမ်းကြိုက်သွားတယ်ထင်နေတယ်တိတ်မကြပါဘူးကားဘက်ထရီကကုန်သွားခဲ့တယ်မန်နေဂျာကကားကိုအားမသွင်းထားဘူးထင်ပြီးနောက်ကားတစ်စီးကိုလိုက်ပြပြန်တယ်စိတ်ရုပ်လည်းအားထက်သွင်းပြန်တော့ကားဘက်ထရီကကုန်သွားပြန်တယ်အဲ့လိုနဲ့အားသွင်းရင်ရှိသမျှကားတွေအကုန်လုံးအားကုန်သွားခဲ့ပါတယ်စိတ်ရုပ်လည်းအားပြန်ပြေသွားတော့အယောင်ပြခန်းထဲကနေခက်တီတီပဲပြန်ထွက်သွားခဲ့တယ်လိုချင်တာရသွားပြီးနှုတ်ဆက်စကားလေးတောင်မပြောဘဲထွက်သွားခဲ့တော့ organic ကြီးလိုပဲနေ့တိုင်းငိုနေခဲ့ရပါတယ်